မျက်စိနဲ့ကြည့်မယ်ဆိုရင်ဖြစ်လာတာမှန်သမျှပျက်စီးခြင်းမှာဆုံးသတ်တာဖြစ်လို့ဖြစ်လာတာကိုကောင်းသလားလို့ဖြစ်တဲ့အရာမှန်သမျှတာဝရတည်ရှိနေတာမရှိသည့်အတွက်ကြောင့်ရှင်သာရိပုတ္တရာရဲ့နမေတော်သာလဘေကုဏီမှာဖြစ်လာတာကိုမကောင်းမှုလို့ပြောခဲ့တယ်။အဲ့ဒါပတ်သက်ပြီးတော့ဘုန်းကြီးတို့တွေစဉ်းစားကြရအောင်။အခုလည်းပဲ2025ခုနှစ်ကုန်ဆုံးပြီးတော့2026ခုဆိုပြီးနှစ်သက်ကိုရောက်လာပြန်တယ်။ရောက်လာပြန်တော့အများစုကအမိနေဝရဆိုပြီးပြောစရာတကူအဖြစ်ပြောနေကြပြန်တယ်။ဘယ်နှစ်ကလည်းပဲ25ခုနှစ်ကိုပြောစရာအဖြစ်ပြောနေကြတယ်။တကယ်ရောပြောစရာတွေတွေ့လားဆိုတော့မျောလင်းတဲ့လောက်တော့မတွေ့ဘူးပေါ့။တိတိနဲ့တက်ပြီးတော့မျောနေကြပြန်ပြီ။မတကြလုံးပဲပဲနဲ့အပိနိဝရစောင့်ပြီးလုပ်ကြဒါနှစ်သက်ကူဆိုတာနှစ်သက်တဲ့နဲ့မွေးပွားလာခြင်းပဲဖြစ်တယ်။တော်ဝါနေနဲ့လူသားတွေအနေနဲ့ကြည့်နေပဲမွေးပွားလာတာကောင်းသလားမွေးပွားလာတဲ့ပြေအကောင်းကြီးရနိုင်သလားအစိုးရပါလိရှိတယ်ကြည့်ရမှာတော့အကောင်းဆုံးတစ်မျိုးရောနေတာကိုတော့သိဖို့လိုတယ်ကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်သာလဘေကုဏီမကိုမနက်ကလာပြီးတော့မေးတယ်ရောက်တဲ့နေတဲ့ချိန်မှာဘေကုဏီမဖြေတဲ့စကားလေးကိုတရားမျက်စိဖြင့်ကြည့်ပြီးတော့နှလုံးသွင်းကြည့်လို့ရတယ်ဟုတ်တယ်မဟုတ်ဘူးဂိနုတောဘေကုဏီနာရောစေတိအနကလာပြီးတော့မေးတယ်ဘေကုဏီဘာကိုမကြိုက်တယ်လဲလို့မေးတာဘာကိုမကြိုက်တယ်လဲလို့မေးတော့သာလဘေကုဏီမှာဖြေတယ်စာတိန်ကိုအောက်တော်နာရောစေပြီငါအသက်ပွေပွားလာခြင်းကိုမကြိုက်ဘူးဖြစ်လာတာကိုမကြိုက်စာတိဆိုတာဖြစ်ပေါ်လာခြင်းပဲနေယူပေါ်နေယူပါတော့နှစ်သက်ကိုလည်းကိုဖြစ်ပေါ်လာတာအဲ့ဒါကိုမကြိုက်ဘူးလို့မေးတော့မတ္တကြီးပြောတာအပြည့်လို့မကြိုက်ရလေဖြစ်လာတော့ပြောစရာမကောင်းဘူးလားဖြစ်လာတဲ့အတွက်ကြောင့်ဒုစရနေကြုံကြရတယ်ပြောရတယ်ပါရတယ်ဘဝမှာစိတ်ချမ်းသာမှုတွေရတယ်အကောင်းဘက်ကကြည့်ပြီးတော့လောကကြီးမှာလူဖြစ်လာတာကောင်းတာပေါ့သိပြောစရာကောင်းတာပဲလူဘဝဆိုတာရခဲ့တယ်အဲ့ဒါပြောစရာကောင်းတယ်လို့မနက်ကကောင်းတဲ့ဘက်ကကြည့်ပြီးပြောတော့ရှင်သာရိပုတ္တရာရဲ့နမေတော်သာလဘေကုဏီမှာပြောတော့သာတတမရဏဩတိအသိဖြစ်လာတာသိဖို့ပဲဟုတ်လားမဟုတ်လားစဉ်းစားကြည့်ပါလူ့ဘဝရလာတာဘာလို့ရလာတော့နောက်ဆုံးပဲကျတော့သိခြင်းမှဆုံးတတ်တယ်ဒါနဲ့တရားမျက်စိနဲ့ကြည့်မယ်ဆိုရင်သိလိုက်တာပဲဘဝဘလောက်ပြောစရာကောင်းပြီမဲ့လို့နောက်ဆုံးမှာငိုခြင်းနဲ့ဆုံးသက်သွားကြတာမြေကြီးနဲ့ဆုံးသက်သွားကြလူလောကရောက်လာတဲ့ကလေးတွေငိုကြွေးပြီးတော့မြတ်စုကရောက်လာသိပြန်တော့လဲငိုကြွေးပြီးတော့သိသွားကြတာအဲ့ဒါကြောင့်ဘေကုဏီမှာသာတတမရဏဩတိဝိပွားလာလို့ရှိရင်သိရတာပဲသာတော်ဒုက္ခနိပုတ္တိဝိလာ
တဲ့ပုဂ္ဂိုလ်ဟာဒုက္ခမျိုးစုံနဲ့ကြုံရတယ်ခုနကမွေလာရင်သိရတယ်ဆိုတာလည်းဟုတ်တာပဲမွေလာလို့ဒုက္ခမျိုးစုံနဲ့ကြုံရတယ်ဆိုတာလည်းစဉ်းစားကြည့်ဟုတ်တယ်အဲ့တော့ဒုက္ခဆိုတာဘာခေါ်တာလဲဒုက္ခဆိုတာကိုယ်ဘဝမှာ difficult to accept လက်ကမှုကဲရတာပဲဒုက္ခပဲလက်ကမှုကဲတယ်ဒုက္ခရဲ့အတိတ်ပဲကဒုဆိုတာကဲတယ်ကာကလက်ကမှုจิตတတ်ဖို့တော့ difficulty accept ဆောင်းရသည်ဆိုလို့ရှိရင်အေးတာမကြိုက်ဘူးအေးရင်လက်ကမှုကဲ